ကျွန်တော်တို့နေထိုင်ရာကဘာကြီးပေါ်မှာတိုက်ပင်ပညာရှင်တွေစောင့်ကောက်တွေနဲ့သမိုင်းပညာရှင်တွေပေါင်းများစွာဘလို့မှအဖြေရှာလို့မရနိုင်သေးတဲ့မြုပ်ဝတ်ဆန်းပြတဲ့ဖြစ်ရပ်တွေအများကြီးရှိခဲ့ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကဘာအထူးဆန်းဆုံးနဲ့ဒီနေ့အထိအဖြေမရှင်းနိုင်သေးတဲ့ထူးဆန်းထွေလာပဟေဒီ၃ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ရောဒီပဟေဒီတွေကိုအဖြေညှိပေးနိုင်မလားဆိုတာကြည့်လိုက်ရအောင်ဗျာပထမဆုံးတစ်ခုကတော့ကမ္ဘာသမိုင်းမှာအကျော်ကြားဆုံးတရေသင်္ဘော Ghost-ship ဖြစ်ရစံကြီးတစ်ခုပါ1892ခုနှစ်ဒီဇင်ဘာလမှာအတလန်တိတ်သမုဒ္ဒရာထဲမှာ Mary Celeste လို့ခေါ်တဲ့ကုန်တင်သင်္ဘောကြီးတစ်စင်းကိုတခြားသင်္ဘောတစ်စင်းကမတင်ကားဖွာတွေ့ရှိခဲ့ပါတယ်ထူးဆန်းတာသင်္ဘောပေါ်တွားရောက်စစ်ဆေးတဲ့အခါမှာသင်္ဘောသားတဦးတစ်ယောက်မှရှိမနေတော့ပဲလုံးဝစိတ်တုံးနေတာပါသင်္ဘောပေါ်ပစ္စည်းတွေအစားအစာတွေနဲ့အဖိုးတန်ကုန်ပစ္စည်းတွေကဘာတစ်ခုမှပျက်စီးဆုံးရှုံးခြင်းမရှိပဲငကိုအတိုင်းရှိနေပါတယ်ဒါတင်မကသေးပါဘူးတင်ဘောသားတွေရဲ့ကိုယ်ပိုင်ပစ္စည်းတွေနဲ့ချောင်းလက်စာစမ်းတဲ့ရိတ်ခါတွေလည်းအကောင်းတိုင်းရှိနေပါသေးတယ်သူတို့အားလုံးဟာပင်လယ်ပြင်ကြီးတွေကိုဘာကြောင့်တယောက်မကြံရုတ်တရက်ပျောက်ချင်းမလားပျောက်ကွယ်သွားရတာလဲပင်လယ်ရေမောဘလူးဖန်းစားတာလားဒါမှမဟုတ်ဓမြတိုက်ခံရတာလားအမြတိုက်ခံရရင်လေပစ္စည်းတွေဘာလို့ကြံခဲ့တာဒီနေ့အထိဘယ်သူမှအဖြေမဖော်နိုင်သေးပါဘူးဒုတိယအချက်ကတော့ကမ္ဘာအလိပ်ပြရခတ်ဆုံးရှင်းအောင်စာအုပ်ကြီးအကြောင်း1912ခုနှစ်ဝယ်ယူရရှိခဲ့တဲ့ Witness လက်ရေးစာမှုလို့ခေါ်တဲ့ဒီစာအုပ်ကြီးဟာ15ရာစုလွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်ကရေးထားခဲ့တာဖြစ်ပါတယ်ဒီစာအုပ်ရဲ့ထူးဆန်းချက်ကတော့စာအုပ်ထဲမှာရေးထားတဲ့စာသားတွေကိုကဘာပေါ်ကဘယ်ဘာသာစကားဘယ်ကောက်နံပါတ်ကျွန်းကျင်သူဘယ်ခေတ်မီကွန်ပျူတာစနစ်ကမှဒီနေ့အထိဖတ်လို့မရဘာသာပြန်လို့မရသေးတာပဲဖြစ်ပါတယ်စာအုပ်ထဲမှာကဘာပေါ်မှာတကယ်မရှိတဲ့ထူးဆန်းတဲ့အပင်တွေရဲ့ပုံတွေလက်ခဗေဒဆိုင်ရာမြေပုံတွေနဲ့ဘိုးလုံးဒီအမျိုးသမီးတွေရေချိုးနေတဲ့ပုံစံစမ်းတွေကိုရေးဆွဲထားပါတယ်တချို့ကဒါတခြားကျူသားတွေခြံထားခဲ့တဲ့စာအုပ်လိုယုံကြည်ကြသလိုတချို့ကလေရှေ့ခေတ်အန်ဂီရက်စ်ရာတယောက်ရဲ့ရုပ်ဝက်ချက်စာအုပ်လို့ဆိုကြပါတယ်ဒါပေမဲ့တကယ်အမှန်တရားဘာလဲဆိုတာခုထိဘယ်သူမှမသိရသေးပါဘူးနောက်ဆုံးတစ်ခုကတော့တဘာဝလုံးဖြစ်ရလို့လူပြောအများဆုံးရုရှားနိုင်ငံဒါယာဒလော့တီယာ1959ခုနှစ်မှာကျွန်းကျင်နေရောစီအာကာသသမား9ဦးဟာရုရှားနိုင်ငံရဲ့နင်းပုံးနေတဲ့တောင်တန်းကြီးတစ်ခုစီကိုခရီးထွက်ခဲ့ကြပါတယ်ဒါပေမဲ့သူတို့အားလုံးဟာကြောက်မက်ဖို့ကောင်းလောက်အောင်တည်ဆုံးသွားခဲ့ကြပါတယ်သူတို့ရဲ့တည်ဆုံးမှုဟာအလွန်ထူးဆန်းပါတယ်သူတို့ရဲ့တဲတွေကိုထဲရနေဓာတ်နဲ့လီရပြီးအမိုးစားကောင်းကောင်းမပါပဲအပူအချက်အနှုတ်ဒီဂရီအနှုတ်30ရှိတဲ့နင်းတွေတဲကိုဖက်နဲ့မပါပဲထွက်ပြေးခဲ့ကြတာပါပိုပြီးထိတ်လက်စရာကောင်းတာအလောင်းတချို့မှာအယိုးတွေကြေမွနေပြီးအချို့မှာရှာနေမျက်လုံးတွေပျောက်ဆုံးနေတာကိုတွေ့ရပါတယ်ဒါပေမဲ့သူတို့တိုက်ခိုက်ခဲ့တဲ့လူတို့မဟုတ်တတဝါရဲ့ခြေရလက်ရမရှိပါဘူးသူတို့ဘယ်အရာဒီလောက်အထိထိုက်လက်တကြားထွက်ပြေးအောင်ခြောက်လိုက်ခဲ့တာလဲရုရှားအစိုးရရဲ့လျှို့ဝှက်လက်နက်စမ်းသပ်မှုလားဒါမှမဟုတ်နင်းလူစုတိုက်ခိုက်တာဒါမှမဟုတ်ကျိုသားတွေရဲ့လက်ချက်လားဆိုတာဒီနေ့တိုင်ဘဟေဒီဖြစ်နေစေတဲ့မိကုန်းတဲ့ပုတ်ပါပဲဟုတ်ကဲ့ပါအခုပြောပြခဲ့တဲ့ထူးဆန်းထွေလာဘဟေဒီ၃တွဲမှာငွေချင်းတို့အတွက်ဘယ်အကြောင်းအရာအဆန်းပြားဆုံးဖြစ်မလဲကိုပိုင်ထင်မြင်ချက်တွေကိုအောက်ကကွန်မန့်မှာရေးသားဆွေးနွေးသွားကြပါအောင်ဒီဗီဒီယိုလေးကိုသဘောကျခဲ့ရင် like နဲ့ subscribe လေးလုပ်ထားဖို့မမေ့နဲ့အောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်တွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ